ကျို promotion ဖြစ်တရက်10လကနေပြီးတော့15ရက်10လအတွင်းကိုဝယ်ယူအားပေးတဲ့တောင်းသူဦးကြီးတွေအတွက်ဘူးလရောင်းစည်းကနေ30ကျပ်တိတိဈေးလျှော့ပြီးမြဲအထူး promotion အစီအစဉ်လေးရှိနေပါပြီခင်ဗျာအဲ့ဒီ license လေးနဲ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့အခရာတဲ့အနေနဲ့ 9V ကို83စနောက်ဆုံးပေါ်နံပါတ်ဖြစ်သွားပါပြီခင်ဗျာနံပါတ်10လေးလည်းမြင့်မယ်အခရာလေးလည်းမြင့်တယ်ကျွန်တော်တို့ရဲ့ lead fan လိုင်စင်ပါပြီးသားပစံကောက်ထွက်လာကြီးလေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီမှာတနင်္ဂနွေလုံးအတိုင်းတာမှာဆိုရင်ဘယ်နေရာမဆိုလူကြီးမင်းတို့အလွယ်တကူမောင်းနေလို့ရတယ်အလွယ်တကူတေပို့ဆောင်ရေးလောကမှာအသုံးပြုလို့ရစေတဲ့ပစံကောက်ထွက်လာကြီးလေးပဲဖြစ်ပါတယ်ခင်ဗျာကဲဒါမျိုးကြီးတွေနော်ကျွန်တော်တို့ရန်ကုန်ကိုရောက်နေပါပြီကျွန်တော်တို့အနေနဲ့လူကြီးမင်းတို့ကိုစေနာရှစ်ထားပြီးတော့ကျွန်တော်တို့ဝင်းရှူဝါကုမ္ပဏီကနေပြီးတော့ဒီမှာတနင်္ဂနွေလုံးအတိုင်းတာမှာတင်သွင်းပြီးဖြန့်ပြီးအောင်ချပေးနေတဲ့ဝင်းရှူဝါကျွန်တော်တို့ရဲ့ leaf fan အမတ်စိဒီမာကြီးတို့စစ်စစ် original leaf fan 33កောင် sea break တပိန်းနဲ့ဇင်းကောင်းထော်လာကြီးလေးကျွန်တော်တို့ရန်ကုန်ရုံရောက်ရှိလို့လာပါပြီခင်ဗျကျွန်တော်တို့သတင်းကျုပ် promotion လေးအဖြစ်မူလရောင်းစည်းရနေပြီးတော့30ကျပ်တိတိဈေးလျှော့ပြီးမှ promotion အစီအစဉ်လေးရှိပါတယ်ခင်ဗျဒါကြောင့်မလို့လူကြီးမင်းတို့လုံးဝကြိုက်နေသက်စင်မဲ့ engine လေးကတော့33កောင်ကျင်းအောင် engine လေးကိုမှအရေးသေးပိုင်းထူကောင်းပြီးတော့စေးစားလက်ရပိုင်းမှာလုံးဝစိတ်တိုင်းကြစေမဲ့ကျွန်တော်တို့ win show ကနေပြီးတော့ဖြန့်ဖြူးပေးနေတဲ့ leaf fan original ပြည်မာကြီးစစ်စစ်ပစံကောင်းထော်လာကြီးလေးတွေဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လက်ရှိသတင်းကျုပ် promotion အဖြစ်တရက်10လကနေပြီးတော့15ရက်10လအတွင်းကိုဝယ်ယူအားပေးတဲ့တောင်းသူဦးကြီးတွေအတွက်ဘူးလရောင်းစည်းကနေ30ကျပ်တိတိဈေးလျှော့ပြီးမြဲအထူး promotion အစီအစဉ်လေးရှိနေပါပြီခင်ဗျာကျွန်တော်တို့ရောင်းစည်းလေးကတော့440ဖြစ်ပြီးတော့30ကျပ်ဈေးလျှော့မယ်ဆိုရင်410နဲ့လူကြီးမင်းတို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာ promotion ကာလာလေးကတော့အစည်းရေကန့်သက်ချက်ရှိပြီးတော့ရက်ကလေးကလည်း limited ဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာရောက်ပြီးတော့ CN လေးပေးသွင်းပြီးတော့ booking လေးလုပ်တာဒါမှမဟုတ်ရင်တခါတည်း voucher လေးဖွင့်ပါသေးကြသေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ယခုပစင်းကောင်းထော်လာကြီးလေးကတော့ကျွန်တော်တို့ရဲ့အရေးသွေးထူကောင်းမွန်တဲ့ leaf fan ဖြစ်ပါတယ်နောက်ကကျွန်တော်တို့ gas cylinder လေးပါပြီးတော့ hydraulic နဲ့ပြောင်းတိုးလေးနဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆက်အကြောင်းတော့ထွေထူးရှင်းပြစရာမလိုလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာ leaf fan သုံးဆွဲတဲ့တောင်သူဦးကြီးတွေအများအပြားရှိပါတယ်ခင်ဗျာ leaf fan ရဲ့အရေးသွေး original ပစ္စည်းအကြောင်းသိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ win show အနေနဲ့ယခု promotion ကာလအတွင်းမှာ leaf fan ပစံကောင်းအမှန်တကယ်လိုအပ်နေတဲ့ဦးကြီးတွေအတွက်ကျွန်တော် promotion လေးရရှိစေလိုပါတယ်ခင်ဗျာဒါကြောင့်မလို့အမြန်ဆုံးကျွန်တော် win show ကုမ္ပဏီမှာလာရောက်လေ့လာဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ